ဇန်နဝါရီလ23ရက်2026ခုနှစ်မနက်ခင်းကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့နဲ့ကျွန်တော်ဖတ်ပြခြင်းတဲ့ကျမ်းပိုက်တစ်ပိုက်ကတော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီး3ခန်းငယ်19မှာဖြစ်ပါတယ်။အထက်မှတက်ရောက်သောပညာမူကားရှိဥစွာစင်ကြယ်၏။ထိုမှတပါအသင့်တင်နေတတ်၏။ဖြည်းညင်းသောသဘောရှိ၏သွေးဆောင်လွယ်၏။ကရုဏာနှင့်၎င်းကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။လျစ်လျူသောစိတ်ရှိ၏လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏အသင့်အတင့်နေခြင်းကပြုစုတတ်သောသူတို့သည်ဖြောင့်မတ်ခြင်းအရာ၌မျိုးစေ့ကိုငြိမ်သက်စွာခြေတက်ကြ၏နှုတ်ကပတ်တော်ဘုရားကောင်းကြီးပေးပါစေဒီနှုတ်ကပတ်တော်ကကျွန်တော်1980နဲ့ခုနှစ်မှာကျွန်တော်ပထမဦးဆုံးကျမ်းစာသင်ခဲ့ရတဲ့အရာလေးဖြစ်ပါတယ်ဒီကျမ်းပိုက်ကိုသင်ပေးခဲ့တဲ့ဆရာကြီးကတော့ဆရာကြီးဦးအောင်သိန်းညွန့်ဖြစ်တယ်ကျွန်တော်ပထမဦးဆုံးဖျားချောင်းတက်တဲ့နေ့မှာပဲဒီကျမ်းပိုက်ကိုသင်ပေးခဲ့တာဖြစ်တယ်ဆိုတော့ဒီစာအုပ်လေးလည်းခုချိန်ထိကျွန်တော်မှရှိနေသေးတယ်အဲဒီတော့ကကျွန်တော်ကဘာသာတရားဟာအားလုံးအတူတူပဲဒီဘာသာမှမကွဲပြားဘူးဒီလိုပဲကျွန်တော်ယူဆတဲ့အချိန်ပေါ့ဒါပေမဲ့ကျွန်တော်တကယ်ချင်းအခုဒီ Facebook မှာလည်း friend ဖြစ်နေပါသေးတယ် slide တီတောင်းကကျွန်တော်ကိုပြောတယ်မင်းချင်းခရိယန်ဆိုလို့ရှိရင်ဖျားချောင်းသွားတက်ကြည့်ဆိုတော့ကျွန်တော်ရောက်လာတယ်အဲရောက်လာတဲ့နေ့မှာပဲဆရာကြီးဦးအောင်သိန်းညွန့်ရဲ့ဒေသနာကျမ်းစာသင်ကြားခြင်းစီစဉ်မှာကျွန်တော်ပါဝင်ခဲ့ဒီနှုတ်ကပတ်တော်ကဘာမှတော့မဟုတ်တော့ဘူးလို့ထင်စရာရှိခဲ့တယ်ပေါ့လေအဲ့ဒီအချိန်တုန်းကကျွန်တော်အခြေအနေပြောတာပါဒီလူလေးပဲစာအုပ်လေးထဲမှာလိုက်မှတ်ထားတာပေါ့သို့တော်လည်းပဲဟေရှာယနာဂတိကျမ်းခန်းကြီး55မှာဗာပြောထားသလဲဆိုတော့ကျွန်တော်တစ်ချက်လေးဖတ်ပြချင်ပါနော်ထို့သူငါဤနှုတ်ကပတ်စကားသည်ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါအလိုကိုပြည့်စုံစေမည်ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်နှုတ်ကပတ်တော်ဘုရားကောင်းကြီးပေးပါစေဘုရားသခင်ကအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့စီစဉ်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီအထက်မှတက်ရောက်သောပညာဆိုတဲ့တမန်ကျမ်းစာရဲ့အ내တိတ်ပဲနဲ့ပတ်သက်တဲ့ဖွင့်ပြတဲ့အကြောင်းအရာတွေနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ရအောင်ကျွန်တော်အဲ့ဒီကလေးကစိတ်ဝင်စားလာခဲ့တာဖြစ်တယ်ဒါကျွန်တော်ခရစ်တော်ကိုမတိသေးဘူးမပြောင်းလဲခင်ကလေးမှာကျွန်တော်စပြီးတော့မှနှုတ်ကပတ်တော်စာရခဲ့တဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့တခါတရံကြာရင်ကျွန်တော်နှုတ်ကပတ်တော်ဖတ်ခြင်းနှုတ်ကပတ်တော်ဝေငှခြင်းဟာအရေးမကြီးသေးအောင်လို့ကျွန်တော်ထင်ပေမဲ့အဲ့ဒီနှုတ်ကပတ်တော်ဟာဖျားစီကလာတာဖြစ်သောကြောင့်အကျိုးမရှိပဲဖျားစီမပြောင်းဘူးဒီနေ့ကျွန်တော်အကြောင်းကိုကျွန်တော်သက်သေခံကြရမယ်ဆိုရင်ကျွန်တော်ကတကယ်ကိုဘာမှမသိတော့တဲ့ဝိညာဉ်ရသဘောပေါင်းတဘောမှမရှိတော့ပြီလေအဲ့ဒီအထက်မှတက်ရောက်သောပညာဆိုတဲ့နှုတ်ကပတ်တော်လေးကိုကျွန်တော်ရလာတဲ့အခါမှာအခုနှစ်ပေါင်းများဆိုကြာလာတော့နှစ်ပေါင်း30လောက်ဖြစ်လာတဲ့အချိန်အခုကျွန်တော်မှုတော်ဆောင်တယောက်ဖြစ်လာခဲ့ဘုရားရှင်ရွှေနှုတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်ချစ်စွာသောညီကောင်တို့မှာကျွန်တော်လက်ထဲမှာဘုရားပေးထားတဲ့နှုတ်ကပတ်တော်ဟာအရန်တန်ဖိုးကြီးပါတယ်အရန်ကိုအကျိုးရှိတဲ့စာအုပ်တော်ဖြစ်ပါတယ်ဒီဟာကိုကျွန်တော်သိချာဖတ်ပါသိချာလေ့လာပါအဲ့ဒီနှုတ်ကပတ်တော်တပါးသူသိချာဝေငှပါဒါဆိုလို့ရှိရင်တစ်ချိန်မှာကျွန်တော်တို့လူဘာမှမဟုတ်တော့ဘူးလို့ထင်ရတဲ့လူတယောက်တောင်မှဘုရားခင်သုံးတကယ်သူဘုရားနှုတ်ကပတ်တော်ဟာအကျိုးရှိစွာနဲ့အသုံးပြုခြင်းမှုကိုပြန်လည်ပြုပြင်ပေးအောင်ဖြစ်တယ်ဆိုတာလေးဝေငှလိုပါတယ်အလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ